စပင်းညက်တဲ့ခါတွေမှာတချို့ customer တွေကအညီတိတိလေးညက်ပေးပါလို့ပြောကြတယ်တချို့ customer တွေကျတော့ step များများလိုချင်တယ်တချို့ customer တွေကျတော့အထက်ကလေးနည်းနည်းပဲလိုချင်ကြတယ်အဲ့တော့ဒီစပင်းညက်တဲ့အခါတွေမှာအဓိကအသက်ဒီကိုယူလိုက်တဲ့ degree ကိုညှောက်လိုက်တဲ့လက်ပေါ်မှာမူတည်ပြီးတော့စပင်း step အနှိမ့်မြင့်ဘလို့ကွာခြားသွားလဲဆိုတာဒီနေ့မှာပြပြပေးသွားမှာဖြစ်ပါတယ်0 degree ညှက်မယ်ဆိုလို့ရှိရင် B ကိုတက်တဲ့ကကြီးကိုတက်တဲ့ယူပြီးတော့ညှက်ပါမယ်နေရာမှာကျတော့အစလေးတွေထွက်နေပြီးရဲဆိုလို့ရှိရင်ဒီလိုမျိုးစက်ကပ်ကြီးလေးကိုအသုံးပြုပြီးတော့အခြားလေးတွေကိုလိုက်ပြီးတော့အနည်းငယ်ကြည့်လို့နိုင်ပါတယ်နော်ကျမတို့45 degree ဆိုတာကတော့ကျမတို့0 degree နဲ့90 degree ကြာအလေပေါ့နော်စဝိုင်းချက်မှာပြနေတဲ့အတိုင်းပဲ45 degree ကိုကျမတို့ညှောက်လိုက်ပါမယ်ဒါဆိုနော်ဒါ45 degree ပေါ့နော်45 degree ဆိုလို့ရှိရင်ဒါသူကအထက်နည်းနည်းလေးဒါမြင်လာရပြီအများကြီးတော့မဟုတ်ဘူးပေါ့နော်45 degree မှာဆိုလို့ရှိရင်0 degree 45 degree ကိုပေါ့နော်ကျမတို့အခုဒီလိုယူသွားရပေါ့နော်ဒဲယူသွားရပေါ့နော်လက်ကိုဒဲညှက်သွားတယ်ကကြီးကိုလည်းပေါ့နော်ဒါပေမဲ့ကျမတို့ recommend ပေးတာပေါ့နော်ဒါကတော့90 degree နဲ့180 degree ဆိုလို့ရှိရင်လက်ကိုပေါ့နော်လေယာပုံတရံယူပြီးတော့ညှက်တာဒီပို့ပြီးတော့မှညက်သားပူလာတယ်ပေါ့နော် customer စပင်းအကြလည်းပို့ပြီးတော့မှလှတယ်ဒဲညက်လည်းရတယ်ပြဿနာတော့မရှိဘူး90 degree တက်တဲ့ကိုဆွဲလိုက်မယ်တော့ပြီဆိုလို့ရှိရင်เนาะကျမတို့ညက်မယ်ပေါ့နော်ဒါကတော့90 degree ညက်ချက်လေးပဲဖြစ်ပါတယ်ဒါဆိုတော့သူက step တော်တော်များများကိုသူကမြင်လာရပြီပေါ့နော်180 degree ဆိုလို့ရှိရင်ဒါအကုန်လုံးပေါ့နော်အပေါ်တက်တက်ကိုညှောက်လိုက်မယ်ဒါလုံးဝတက်တက်လုံးဝညှိညှောက်ချကြည့်လိုက်မယ်နော်တက်တက်ညှောက်ချကြည့်လိုက်မယ်ပြီးသွားရင်တော့ညှောက်မယ်โอเค180 degree ဆိုလို့ရှိရင်တော့ဒါ step ကအများကြီးပေါ့နော်မြင့်သွားပြီပေါ့နော်180 degree ဆိုလို့ရှိရင်တော့ဒါ step တအားမြင့်သွားပြီဒါ fly လို့ပါလို့မျိုးပေါ့နော်တအားမြင့်တဲ့ step များများမြင့်တဲ့ key တွေကြမှာဒါ180 degree ကိုသုံးရတာဖြစ်ပါတယ်ဒါဆိုရင်တော့ကိုယူလိုက်တဲ့ degree ပေါ့ကိုမြောက်လိုက်တဲ့လက်ပေါ်ကိုမူတည်ပြီးတော့ step အနေနဲ့ step နည်းနည်းများများလေးတွေဘယ်လိုထွက်လဲဆိုတာကိုအားလုံးပဲနားလည်ကြလိမ့်ပြီလို့ကျွန်မအနေနဲ့ယုံကြည်ပါတယ်